Hello အားလုံးပဲမင်္ဂလာပါဖတ်အမှာဒုတိယရဲ့ဘယ်လိုသွားလေကြီးလဲဆိုတာကိုကျွန်တော်နဲ့အတူတူလိုက်ကြည့်အောင်မြို့သားရဲ့ကြည်မလေးမိပြောလို့မရတော့ဘူးတင်တယ်ပထမဆုံးအနေနဲ့ကော့ကတောင်ကိုသွားခဲ့တယ်ဖတ်အောင်မိုးရင်းသွားလေရတာလေအကုန်လုံးကစူပြေးပြီးတော့အသက်ဝင်နေရလို့ခံစားရတယ်ဖတ်အောင်ငယ်တုန်းကရောက်ဖို့တော့တိတ်မတ်မိပဲမဲ့ဒီကူထဲမှာတော့ဖះရဲ့တက်တော်တွေကိုဖူးဖို့ကူပေါက်ချင်းချင်းလေးရနေထဲထဲကိုဝင်သွားတယ်။ကူပေါက်လေးကလေအရင်ကျင်းတော့တယောက်ချင်းစီကိုတတိထားပြီးတော့သွားရတယ်။စိမ့်ဆူလန်းဆန်းနေတဲ့တောင်တန်းတွေကိုငေးမောရင်းနဲ့နောက်ထပ်တနေရာဖြစ်တဲ့ထွတ်ပတိုင်ရေကန်ကိုခရီးဆက်ခဲ့ကြတယ်။ထွတ်ပတိုင်မှာတော့လာတဲ့ခရီးသွားတွေလည်းများတယ်။အရင်ဆုံးသစ္စာတိုင်တရားကနေဖြတ်ပြီးတော့ကန်ရဲလှကိုတွားကြည့်ခဲ့ကြတယ်။အဲ့မှာတော့ဓာတ်ပုံရိုက်တဲ့သူတွေရဲ့ငါးစာကျွေးတဲ့သူတွေရဲ့နဲ့အများကြီးပဲ။ငါးလေးတွေလည်းအများကြီးရှိတယ်။စိမ့်ဆိုနေတဲ့ရင်းရဲ့တောင်နောက်ခံပြူရဲ့နဲ့ဓာတ်ပုံရိုက်တဲ့ photo spot လေးကိုလည်းခြံထားလို့တော့မရဘူးပေါ့။အဲ့ဒီမှာရေးလေးကိုတွားတဲ့တရားလေးပေါ်ကနေပဲတုံတုံရင်းလဲရှောက်ခဲ့ရတယ်။ဓာတ်ပုံရိုက်ခြင်းတဲ့လူတွေနောက်ထပ်မေ့ထားလို့မရတဲ့နေရာတစ်ခုဖြစ်တဲ့လွန်ညရီပြန်အောင်လည်းတွားဖြစ်ခဲ့ပါတယ်photo spot ရှိတဲ့နေရာမှာလူတော်တော်စောင့်ပြီးမှဓာတ်ပုံရိုက်ခဲ့ရတာလေအဲ့ဒီကိုရောက်တဲ့အမှတ်တရတစ်ခုပါပဲဒီလေစာစားပြီးွားတဲ့အချိန်မှာတော့ကျွန်တော်တို့စက်တန်ကူကိုခီးဆက်ခဲ့ကြတယ်စက်တန်ကူမှာတော့ခုအတွင်းပိုင်းတော်တော်နဲ့တဲ့အထိကိုလမ်းလျှောက်ဝင်သွားပြီးတော့ခုပေါက်အစုံမှာဆိုလို့ရှိရင်ကျွန်တော်တို့လှည့်စီးလို့ရတဲ့နေရာရှိတယ်သူကပုံမှန်ဆိုလို့ရှိရင်တောင်အောက်ကနေပြီးတော့လှည့်နဲ့သွားလို့ရပါမယ်အခုဟာရေတက်နေတဲ့အချိန်ဆိုတော့တောင်ဘက်လေကနေပဲလှည့်စီးခဲ့ရတယ်လှည့်စီးရတာလေလှည့်ဆက်မထွက်ခင်မှာနည်းနည်းကြောက်စရာကောင်းပေမဲ့လှည့်ပေါ်ရောက်သွားတဲ့အချိန်မှာတော့တော်လေးကိုစိတ်ကိုပန်းပြေစေတယ်။နောက်ထပ်ဖအံရဲ့အထင်ရနေရတခုဖြစ်တဲ့နောင်လုံးတောင်ကြားလမ်းရှိကိုလည်းမတော်မဖြစ်သွားခဲ့ပါသေးတယ်။လမ်းမှာဈေးတွေလည်းရှိတယ်ပြီးတော့ဓာတ်ပုံတွေဗီဒီယိုတွေရိုက်တဲ့သူတွေလည်းအများကြီးပဲ။နောက်ခရိုင်တဘာဝရေကိုသွားတဲ့လမ်းမှာရှိတယ်။စမ်းချောင်းရဲ့တောင်နဲ့နောက်ခံလေးရဲ့နဲ့နေရာမှာရပ်ပြီးလို့ကျွန်တော်တို့ဆင်းကြည့်ခဲ့ပါသေးတယ်။ဒါလေအဲ့လမ်းမှာပဲရှိတယ်လူသားလူလာများတဲ့နေရာတစ်ခုဖြစ်တဲ့ဖိုးတခေတ်စီဒီပေါ့နော်ကြောက်ကလပ်ကိုရောက်တဲ့အချိန်မိုးတွေလည်းရမ်းသေးနေပြီးတော့ညနေလည်းစောင်းတော့မှမလို့တောင်ပေါ်ထိမတက်ဘဲနဲ့အောက်ကနေပဲဖုန်ခဲ့ပါတယ်ရေကူးတဲ့နေရာမှာလူများနေရတယ်ဒါကတော့ခိုးသွားတဲ့လမ်းမှာပဲရိုက်ဖြစ်ခဲ့တဲ့ကတ်လေးပေါ့နော်ဒုတိယမြောက်ရဲ့နောက်ဆုံးသွားခဲ့တဲ့နေရာကတော့ crown ဆိုတဲ့လက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ဖအန်ဒီသားရဲ့အပြန်လက်ဆောင်တွေဖြင့်အရင်ခက်ကတုံးတဲ့အကျွေးစီးတွေပပငွေတွေရုံးနဲ့မီးချစ်တွေနဲ့ဘောပင်တွေကိုလည်းတွေ့ရတယ်။မဆိုးကြီးရဲ့ဆိုင်လက်ပတ်လေးတွေကလည်းလူငယ်တွေအကြိုက်ဖြစ်နေတယ်။ပြီးတော့ကီးချင်းလေးတွေလည်းရှိတယ်။ညာပန်းစာအုပ်တွေဒါဟိုငွေစီကောင်းကြီးရှိတယ်local ကထုတ်တဲ့ရင်မွေးပလင်းတွေကိုထားပေးတာလေဒီဆိုင်ရဲ့ local brand တွေကို support ပေးတဲ့အရာတစ်ခုပဲလို့ထင်တယ်။ဆိုင်ထဲမှာတော့အယောင်လေးစုံလင်စွာနဲ့အရာအားလုံးကလူချင်းစရာလေးဖြစ်နေတယ်။ဒါကတော့ကျွန်တော်ဆိုင်မရောက်ခင်နေကနေပြီးတော့ဝယ်မယ်လို့စဉ်းစားထားတဲ့ drink ကချာတမ်းပေါ့နော်။အယောင်စုံလေးကိုပတ်ကြည့်ရင်လည်းကျွန်တော်နောက်ဆုံးဘယ်ဟာလေးကိုရွေးပြခဲ့ရထင်တယ်။ဒီလေးချစ်လေးတစ်ခုနဲ့ဒီ drink ကချာလေးတစ်ခုဒုတိယရက်လည်မဲ့စီစဉ်ပြီးတော့ဟိုတယ်ကိုပြန်ရောက်ပါပြီနောက်ထပ် vlog episode တွေမှာပြန်တွေ့ပါမယ် see you ပါ